ဇူလိုင်လ16ရက်နေ့မနေ့တနင်္လာခွဲချိန်မှာရှင်ပြိုင်ကစားသွားတဲ့ကမ္ဘာ့ဖလားဆီမီဖိုင်နယ်ပွဲစဉ်အဖြစ်အာဂျင်တီးနားအသင်းနဲ့အင်္ဂလန်အသင်းတို့ရဲ့ပွဲစဉ်ရှင်ပြိုင်သွားခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းကအင်္ဂလန်အသင်းကို2-9ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ဆီမီဖိုင်နယ်အဆင့်ကနေကြော်ဖြတ်ပြီးတော့ပိုလူဝဲစီတို့ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့နှစ်သင်းလုံးကတော့ပထမပိုင်းပွဲသားမှာပဲခက်ကြမ်းကြမ်းကစားခဲ့ပြီးတော့ပထမပိုင်းပြီးမှာတော့တကူမရှိသေးရလာတာထွက်ပေါ်ပြီးတော့ကိုပေါက်ချင်းချောက်မှုမရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယဝိုင်းပြန်ဆမှာပဲအာဂျင်တီးနားအသင်းတို့တိုက်စစ်ဆင်ပြီးကစားခဲ့ပေမဲ့လည်းဒါပြန်တိုက်စစ်ကနေတဆင့်ဂေါ်ဒန်ကအင်္ဂလန်အသင်းအတွက်ပွဲချိန်55မိနစ်မှာသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီဘောလုံးကတော့မော်ဂန်ရောဂျာရဲ့ပေးပို့မှုကနေတဆင့်ဂေါ်ဒန်ကပိတ်သွင်းပြီးတော့အင်္ဂလန်အသင်းအတွက်ဥဆောင်ကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အန်သင်းတို့ဒီပွဲကိုရရှိသွားခဲ့တာကြောင့်မလို့အာဂျင်တီးနားအသင်းအနေနဲ့လူပြောင်းလဲလောက်ခဲ့ပြီးတော့ခြေပါကိုတွေထပ်မံရရှိဖို့အတွက်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန်85မိနစ်အရောက်မှာတော့လီယိုနယ်မက်ဆီရဲ့ပေးပို့မှုကနေတဆင့်အန်ဆိုဖာနန်ဒက်ကသွင်းယူခဲ့တာကြောင့်မလို့လက်ရှိချန်ပီယံတို့တရားလက်ထပ်ပေါ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲချိန်ပြီးလို့မိနစ်92မိနစ်နာချင်းချိန်ပုံမှာတော့လီယိုနယ်မက်ဆီရဲ့ဖျက်တင်ပေးမှုကနေတဆင့်မာတီနက်ကခေါင်းတိုက်ပြီးတော့အာဂျင်တီးနားအသင်းနဲ့အနိုင်ရစေမဲ့ဥစတောင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။လက်ကျန်ပွဲချိန်တွေမှာတော့အာဂျင်တီးနားတို့ဒီကိုထိန်းကစားပြီးတော့အင်္ဂလန်အသင်းခြေပါကိုရရှိဖို့ကြိုးစားခဲ့ပေမဲ့လည်းအောင်ဆုံးမှာတော့အင်္ဂလန်အသင်းတို့ရေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းကတော့ဆီမီဖိုင်နယ်ပွဲစဉ်မှာရာနှုန်းပြည့်နိုင်ပွဲတွေဆက်ပြီးတော့ပိုလူဝဲကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်ပိုလူဝဲမှာတော့စပိန်အသင်းနဲ့20ရက်နေ့မှာရှင်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းကတော့နောက်ကျဂိုးတွေနဲ့အနိုင်ရယူပြီးတော့ပိုလူဝဲကိုတကယ်ကိုထိုက်တန်နဲ့တက်ရောက်သွားခဲ့တာဖြစ်ပါတယ်အင်္ဂလန်အသင်းကတော့သူတို့ရဲ့နှစ်ပေါင်း60ကြာဝေးကွာနေတဲ့စုဖလားကြီးကိုပြန်လည်ရယူဖို့အတွက်အခွင့်ကောင်းရခဲ့ပေမဲ့လည်းအာဂျင်တီးနားရဲ့အနိုင်မခံရှုံးပေးဆွဲလုံးလာရှိမှုနဲ့ခြေပါကိုအဖြစ်အနိုင်ကိုပါပြုပေးခဲ့ရတာကြောင့်မလို့အာဂျင်တီးနားအသင်းနဲ့ဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီးတော့အင်္ဂလန်အသင်းကတော့တတိယနေရာလူဝဲအဖြစ်ပြင်သစ်အသင်းနဲ့ရှင်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းအနေနဲ့စပိန်အသင်းနဲ့ဆက်လက်ရှင်ပြိုင်ကစားသွားရမှာမို့ပိုလူဝဲမှာဘယ်အသင်းကအိမ်ကိုပြန်တည်သွားမလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်အားပေးသွားရမှာလည်းဖြစ်ပါတယ်